လောဘအရှုံးကြော်စောအရှက်ကဲ့ရဲ့ချီးမွမ်းချမ်းသာဆင်းရဲဆိုတဲ့ဤရှိတဲ့သောလောကရဲ့ဓမ္မတာသဘောတွေဟာလောကရဲ့ဓမ္မလောကရဲ့လှိုင်းတဘိုးတွေဟာဟောဒီလောကကြီးတစ်ခုလုံးကိုတုံ့လှုပ်စေနိုင်တယ်။တစ်ခါတည်းကြရင်တော့ပျော်မြူးရတယ်။တစ်ခါတလေကြရင်လည်းညှိုးငယ်ရပြန်လလာပါးတွေရလာတဲ့ခါကျရင်ဝမ်းမြောက်ပြီးတော့ပျော်ရွှင်နဲ့ဖြစ်ရပြန်တယ်လလာပါးတွေဆုံးရှုံးသွားတဲ့အခါစိတ်ဓာတ်တွေညှိုးငယ်နှင်မွန်းပြီးတော့ဂုဏ်သတင်းတွေကြော်သောလာလို့ရှိရင်မန်စိတ်တွေဝင်ပြီးတော့ထောင်သွားတတ်ကြတယ်ချွေရန်နေမဲ့ကြော်သောတွေမဲ့သွားပြီဆိုပြန်တော့ချွေရန်နေမဲ့ကြော်သောတွေမဲ့သွားပြီဆိုတော့လေလူတွေကပူပန်ပြီးတော့စိုးရင်ကြတယ်ချီးမွမ်းတဲ့ကြတော့ကြည်နူးနှစ်သက်ပြီးတော့ပျော်ရွှင်ကြကဲ့ရဲ့တဲ့ကြတော့မခံမရက်ဒေါသတွေထွက်တတ်ကြတယ်ချမ်းသာခြင်းကိုကြတော့မမောတွေ့တာဆင်းရဲတဲ့အခါကျတော့လူတွေကအားငယ်ကြောက်ရွံ့ကြတယ်လောကရဲ့ဓမ္မလောကတဘာဝတွေကမမြဲမခိုင်ပါဘူးမြဲတမ်းပြောင်းလဲနေတတ်တယ်ဆိုတာသိဖို့လိုအပ်တယ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကဟောဒီတဘာဝတွေကိုသိတယ်ရှာလာတဲ့အရာဆုံးရှုံးတဲ့အရာတွေကိုပျက်စီးခြင်းသဘောရှိပါလားဆိုပြီးရှုမြင်ကြတယ်ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်စွာထားပြီးမြတ်တနေနိုင်ပြီဆိုရင်တော့လောကဓမ္မလှိုင်းတဘိုးတွေချာမှာစိတ်ဓာတ်တွေမတုံလို့ပဲဝမ်းနေခြင်းတွေကင်းကိလေသာတွေကင်းဘေးတွေကင်းပြီးအရိယာမြတ်တို့လျှောက်တော်လမ်းဖြစ်တဲ့မျက်နှိပ်ပံချမ်းသာကိုဧကန်ရရှိနိုင်မှာမလွဲပါပဲ